ဒီငွေစုနီးကိုတိထားရင်ခမားဟာသူများထက်တာတဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်အသက်16နှစ်မှ26နှစ်အတွင်းငွေရှာနီးငွေစုရတာဟာငွေရှာရတာထက်ပိုခက်ခဲပါတယ်ငွေစုရတာဟာပညာပါပဲသူများလက်ထဲဘယ်တော့မှမထားပါနဲ့ချမ်းသာခြင်းရဲ့စုနဲ့စုပါစားသမျှချီးဖြစ်တယ်ဆိုတာမမေ့ပါနဲ့လူတန်းစစ်မနေနိုင်ခင်လူတန်းစစ်မစားချင်ပါနဲ့အာဟာရဖြစ်အောင်ကျန်းမာအောင်ပဲစားပါထမင်းနတ်အောင်စားရဖို့ကြိုးစားနေတဲ့အချိန်အကောင်းဆုံးအလှကုန်တွေသုံးဖို့မစင်စားပါနဲ့လူတယောက်အသက်ရှင်ဖို့အရေးကြီးဆုံးလိုအပ်ချက်ထဲမှာစားဝတ်နေရေးပဲပါပါတယ်မအောင်မြင်ခင်မလချင်ပါနဲ့အောင်မအောင်မြင်လဲစလာလိမ့်မယ်မအောင်မြင်ခင်မလချင်ပါနဲ့အောင်မြင်လာရင်စလာပါလိမ့်မယ်မယုံရင်ယနေ့အောင်မြင်သူတွေရဲ့အရင်ရုပ်ကိုပြန်လေ့လာကြည့်ပါအဲ့တဲ့ဆိုတာတေတစ်မျိုးချင်းတေချင်းတစ်မျိုးပါပဲအသက်60မှာတေသွားရင်တင်တကယ်အသက်ရှင်ညာအသက်40ပဲရှိပါတယ်တင်အသက်ရှိချိန်မှာ3ပုံ2ပုံကအဲ့ရထဲမှာကုန်ဆုံးသွားတယ်ဆိုတာတတိထားမိပြီလားသူများမနေနိုင်သလိုနေနိုင်ချင်သူများမစားရသလိုစားရချင်သူများအိတ်တဲ့အချိန်သူများအိတ်နေတဲ့ကြသူများနဲ့ဒန်းတူပဲဖြစ်နေအောင်ပါပဲသူများဖောက်တဲ့လမ်းမလျှောက်ပါနဲ့ကိုလမ်းကိုဖောက်ပြီးကိုလမ်းလျှောက်ပါဒါဆိုဘယ်တော့မှဘေးမရောက်ဘူးဆိုတာမှတ်ထားပါကိုဖောက်တဲ့လမ်းကိုသူများလျှောက်တဲ့အခါရံမလုပ်ပါနဲ့အဆက်မခွဲပါနဲ့ဒါဟာဂုံစရာဆိုတာသိထားပါစိတ်သက်ကိုမြင့်မြင့်ထားပါစိတ်ထားဆိုတာမြင့်မှမြတ်တာပါဘာပဲလှုပ်လှုပ်အစဉ်ပြေစေခြင်းစေတနာလေးထားပါလှုပ်ပါအကျိုးမြတ်ကိုရှေ့တန်းတင်တဲ့မြဘယ်တော့မှမကြီးပွားလာနိုင်တာမဟုတ်ပါဘူးထောင်မြင်ရာဆုံးရမဲ့တင်းငယ်တဲ့လူအင်းဆန္ဒကြောင့်ကြီးမားတဲ့ရီမန်းချက်တွေကိုအပြည့်စီမခံပါနဲ့အိမ်မပိုင်သေးပဲကားဝယ်မစည်းပါနဲ့ကားကဘာနဲ့တွားလူရခရီးရောက်ရင်ပြီးတာပဲလူစိမ်မခံနိုင်သေးရင်ဖင်စိမ်မခံချင်ပါနဲ့နေစရာရှိရင်စားဖို့ပူစရာမလိုဘူးလူမသေးငွေမရှားပါကိုယ်တိုင်ကားမစီးနိုင်သေးခင် iPhone ဝယ်မကိုင်ချင်ပါနဲ့ iPhone လေးလုံးဆိုကားတစ်စီးဝယ်လို့ရပြီနော် iPhone မကင်နိုင်တာရှက်စရာမဟုတ်ဘူးတလို့ iPhone ကဘဝအတွက်မဖြစ်မနေလိုအပ်တဲ့အရာမဟုတ်ဘူးလေဂျတနာမဆုခင်နိုင်ခင်မှာ brand တွေကိုမကင်ချင်ပါနဲ့ဂျတနာဆိုတာရှိတန်စာမရှိဝမ်းစာအချိန်မီဝေဖော်ရလွယ်တယ်ဆိုတာမမေ့ပါနဲ့မိဘကိုလက်ဝရတနာမစင်မြန်းနိုင်သေးခင်ကိုယ်တိုင်မဝစ်စင်ပါနဲ့တိတ်ကိုရှက်စရာကောင်းပါတယ်လူအတင်ကြီးခံရဖို့အပင်ပင်ပန်းပန်းမကြိုးစားပါနဲ့ကိုမရှိရင်ဘယ်သူမှစံတလုံးလာမပေးပါဘူးလူတွေလေးစားအားချပြီးအတူယူလာတဲ့အထိစူးစမ်းပြလိုက်စမ်းပါလက်ညိုးထိုးတာသူ့အလုပ်လက်မထောင်လိုက်အောင်စူးစမ်းကိုလို့တဲ့မှာအချိန်အများကြီးရှိပါသေးတယ်နောက်ဆုံးအချိန်ထိစူးစမ်းပိုင်ခွင့်ရှိတယ်မိတ်ဆွေအကောင်းဆုံးအချိန်ဆိုတာဒီအချိန်မှာပဲချက်ချင်းပဲပြောင်းလဲလိုက်ပါတကယ်လို့မိတ်ဆွေဟာမိမိကိုယ်ကိုတိုးတက်ပြောင်းလဲခြင်းနဲ့
ငွေကြေးနဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အသိပညာတွေကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကို follow လေးလုပ်ပါ like and share လုပ်ပါအခုဒီဗီဒီယိုကို share သွားလို့ရပါတယ်